ဒီအာလူးကြော်တွေကိုခမားတို့ကစားရဲကြမလားကြက်ဖြူလေးတစ်ကောင်ကတစ်ချက်ပဲရှာနေတိုးလိုက်ရတယ်ဘူးထဲမှာတင်ချက်ချင်းငင်ကနေတေသွားတာလုံးဝကိုမလုံနိုင်တော့ဘူးလုံနီးကတော့တကယ်တော့တော်တော်လေးရိုးရှင်းပါတယ်ကက်ကြီးရဲ့ပကံဆေးဆက်ပြရဲ့ဟင်းချက်စီရဲ့ကိုအစင်သင့်ပြင်ထားလိုက်ပါအဓိကတော့ချက်ကတော့အယောင်မရှိတဲ့ဆော့အကြည့်တစ်မျိုးရအောင်ဆက်ရမှာပါပြီးရင်တော့အဲ့ဒီဆော့ကိုအာလူးကြော်တွေထဲဆေးထိုးအပ်နဲ့ထိုးထည့်လိုက်ရုံပါပဲဒါဆိုရင်တော့လူသက်အာလူးကြော်တစ်ပွဲအစင်သင့်ဖြစ်သွားပြဒီပေါ့လမ်းကြုံလို့ဖြစ်လျှောက်လာတဲ့ရပိုးဆောင်ရေးသမားတယောက်ကအနှံ့ကြောင့်ဗိုက်စာလာတယ်ဂျိုးရီတယောက်တည်းမြင်ရည်ရှက်ရည်စားနေတာကိုကြည့်ပြီးသူကလည်းအာနာနာနဲ့အာလူးကြော်နည်းနည်းလောက်တောင်းစားတာပေါ့ဒါပေမဲ့သူကတော့ဘာမှမဖြစ်ဘူးဂျိုးရီကတော့သူမရဲ့လူသက်လက်နက်ကိုတော်တော်လေးသဘောကျနေတာတကယ်တော့ပကံဆေးဆက်ပြားကအသက်အန္တရာယ်ဖြစ်စေတဲ့အဓိကအစိတ်ပိုင်းပေါ့သူမရဲ့ပြစ်မှတ်ကတော့ TV မှာတွေ့ဘူးတဲ့ဂျွန်ဒန်ဆိုတဲ့လူဒီကောင်ကကောင်မလေးတွေကိုခိုးရိုက်တတ်တဲ့အချင်းရှိတယ်ဒါပေမဲ့အမြဲတမ်းအမှုကနေလွတ်လွတ်သွားတာဂျိုးရီမြင်မှာတော့သူကတရက်စရာကောင်းတဲ့လူအမိုက်ပဲအဲ့ဒါနဲ့ဂျိုးရီရဲ့အစီအစဉ်စပါတော့တယ်သူမဟာဂျွန်ဒန်နောက်ကိုလက်ဖက်ရည်ဆိုင်ဒီဇိုင်းအထိခြေရာခံလိုက်သွားတယ်သူတို့နှစ်ယောက်ကဆိုင်ရဲ့ Wi-Fi ကွန်ရက်တစ်ခုတည်းကိုအတူတူသုံးနေကြတာဂျိုးအေးရဲ့ကြံရပါအတဝက်ကကွန်ရက်ပြင်တဲ့လူဖြစ်ဟန်ဆောင်ပြီးဆိုင်ထဲဝင်လာတယ်ပြီးတော့ကွန်ရက်ပြင်ဆင်ရေးကိုအကြောင်းပြပြီးဂျော်နသန်ရဲ့ဖုန်းထဲကအချက်လက်အားလုံးကိုခိုးကူးပြီးဂျိုးအီစီပို့လိုက်တယ်အခုဆိုဂျိုးအီကဂျော်နသန်ရဲ့ဖုန်းထဲကအရာရာတိုင်းကိုအကုန်မြင်နေရပြီပေါ့သူ့ရဲ့ follower တွေအများကြီးကလည်းအစ်စ်တွေကိုထပ်တောင်းနေကြတာဘလို့တက်တေထောက်ထားမှမကြံခဲ့စေဖို့အတွက်အတဝက်ကဆိုင်ရဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပါခိုးပြီးဖျက်ဆီးပြင်ဆင်လိုက်တဲ့အဲ့ဒီညမှာပဲဂျိုးအီကဂျော်နသန်ရဲ့အခန်းထဲကိုခိုးဝင်သွားတယ်ပြီးတော့အဲ့ဒီဆော့အကြီးကိုသူ့ရဲ့နှာစေးပျောက်စေးထဲထိုးထည့်လိုက်ပြီးဘာချီယာမှမချမ်းပဲပြန်ထွက်လာခဲ့တယ်သူမကစကားပြောမှတ်တမ်းမကျန်တဲ့ဒိတ်တင်းအတစ်ခုကိုတုံးပြီးဒီလိုရုပ်မာတဲ့အကျင့်တူတဲ့လူတွေရှိတဲ့ဂယုထဲကိုအလုတ်အပ်လိုက်တယ်ဒီလူတွေမှာတူညီတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကတော့သူတို့အားလုံးမှာအယုံမဲရောင်လေးတွေကိုစီရှိကြတာပဲဂျိုးအီကဂယုထဲမှာအကြောင်းကအကြော်ကြားဆုံးကောင်မလေးရဲ့ခိုးရိုက်ဗီဒီယိုကိုအများကြီးပတ်စံပေးပြီးဝယ်မယ်ဆိုပြီးစတင်လိုက်တယ်ပတ်စံအရန်လိုနေတဲ့ဂျော်နသန်ကတော့ဘာမှမစင်စားပဲဒီအလုပ်ကိုချက်ချင်းလက်ခံလိုက်တာပေါ့နောက်တစ်နေ့မှာတော့ဂျော်နသန်ကအခင်းဖြစ်ပွားမယ့်နေရာကိုရောက်လာခဲ့တဲ့ကောင်မလေးကိုလွတ်မသွားစေဖို့အတွက်စောင့်ပြီးရိုက်ဖို့ကိုစိတ်လှုပ်ရှားလို့နေတာသူကလှပတဲ့ဝန်ထမ်းကောင်မလေးတွေကိုငေးရင်းနဲ့စောင့်လို့ရအောင်အာလူးကြော်ဆိုင်ဒီဇိုင်းကိုတကူးတကရွေးပြီးထိုင်နေခဲ့တယ်သူ့ရဲ့အချိန်တွေကုန်ဆုံးဖို့လက်ကျန်သိမ့်မရှိတော့ဘူးဆိုတာကိုသူလုံးဝမသိရှာပါဘူး